တခါတလေကြရင်ဘာအလုံးမှလည်းမရှိဘူးဘသူကမှလည်းဒုက္ခမပေးခြင်းဘူးဒါပေမဲ့ညဘက်အိယာဝင်ကနေအချိန်မျိုးဒါမှမဟုတ်တယောက်တည်းတိတ်ဆိတ်နေတဲ့အချိန်မျိုးတွေမှာလွန်ခဲ့တဲ့9နှစ်ကကိုပြောခဲ့မိတဲ့အမှားလေးတစ်ခုလူကြားထဲမှာအဆက်ကွဲခဲ့ရတဲ့အဖြစ်အပျက်တစ်ခုဒါမှမဟုတ်တကယ်လည်းမဖြစ်လာနိုင်သေးတဲ့အနာဂတ်အကြောင်းတွေကအုံနောက်ထဲကိုအတင်းတိုးဝင်လာပြီးကိုပြန်ညှင်းပန်းနေတတ်တာမျိုးကြုံမှုကြပါသလားမလိုအပ်ဘဲအလကားအကြောင်းတွေကိုတွေးမိနေတာအတွေးတွေကကိုထိန်ချုံမှုအောက်ကနေထွက်သွားပြီးအစိုးဘက်ကိုကြည့်အမြဲပြေးနေတာအဲ့ဒါလူတိုင်းလိုနေ့စဉ်ကြုံနေရတဲ့စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုပါပဲဒါပေမဲ့မေးစရာရှိတာကလေတကယ်ရောကိုကစဉ်းစားခြင်းလို့စဉ်းစားနေတာလားဒါမှမဟုတ်အုံနောက်ကကိုလှည့်စားနေတာလားဒီနေရာမှာစိတ်ပညာနဲ့အာယုံကြောသိပ္ပံကအဖြေတစ်ခုပေးပါတယ်သိပ္ပံပညာရှင်တွေတွေ့ရှိချက်အရလူရဲ့အုံနောက်ဟာတဘာဝအလျောက်ကိုကအစိုးမြင်ဖို့အတွက်ပိုပြီးအာသန်နေတတ်တယ်လို့ဆိုပါတယ်အဲ့ဒါကိုအပြက်သဘောဆောင်သောဗတ်လိုက်မှုလို့ခေါ်ပါတယ်ရှေးခေတ်လူဘိုးဘေးတွေလက်ထက်တုန်းကဆိုရင်တော်ထဲမှာတစ်သီးချိုလေးတွေတွေ့တာထက်ခြုံထဲမှာကြားကိုနေမလားဆိုတာကိုအမြဲကြိုတွေးပြီးသတိထားနေမှအသက်ရှင်နိုင်မှာပါအဲ့ဒီမျိုးရိုးဗီဇကပဲဒီနေ့ခေတ်လူသားတွေအထိပါလာခဲ့တာပါအဲ့ဒီတော့အုံနောက်ကအခုလောလောဆယ်ဘာအန်ဒီယမ်မှမရှိဘူးဆိုတာထက်နောက်တာတွေအနာဂတ်မှာဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကိုအမြဲကြိုတွေးပြီးကိုအလကားနေရင်ချင်းချောက်နေတတ်တာဖြစ်ပါတယ်တွေးကြည့်ပါကိုကဘာမှမတွေးပဲအေးအေးဆေးဆေးနေချင်တာနဲ့အုံနောက်ကအလိုလိုနေရင်အတိတ်ကအမားတွေကိုပြန်ဆွဲထုတ်ပြနေတာဟာကိုယ့်ရဲ့အပြစ်မဟုတ်ပါဘူး။အုံနောက်ရဲ့ရှေးဟောင်းကာကွယ်ရေးစနစ်အလုံးလုံးနေလို့သာဖြစ်ပါတယ်။ဒီလိုအလကားအကြောင်းတွေတွေးပြီးစိတ်ပင်ပန်းနေရတဲ့အချိန်တွေမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Stoics ဒသနပညာရှင် Epictetus ပြောခဲ့တဲ့စကားလေးကိုပြန်တွေးမိပါတယ်။သူကပြောဘူးတယ်။လူတွေကိုဒုက္ခပေးနေတာအဖြစ်အပျက်တွေမဟုတ်ဘူး။အဲ့ဒီအဖြစ်အပျက်တွေပေါ်လူတွေပေးထားတဲ့အဓိပ္ပာယ်တွေနဲ့အတွေးတွေပါပဲတဲ့။ဟုတ်ပါတယ်။တကယ်တမ်းစဉ်းစားကြည့်ရင်အဲ့ဒီအတွေးတွေက90%ဟာတကယ်တမ်းဖြစ်မလာပါဘူး။ကိုကဖြစ်လာနိုင်ခြေရှိတာလေးတစ်ခုကိုအုံနောက်ထဲမှာကြီးကြီးမားမားရုပ်ရှင်ကားတကားလို့ဖန်တီးလိုက်ပြီးကိုအိမ်မက်ထဲမှာကိုယ်တိုင်ပဲပြန်လဲနှိမ့်မွတ်နေကြတာပါကိုရဲ့အဖိုးတန်တဲ့စွမ်းရည်တွေစိတ်ခံစားချက်တွေကိုတကယ်မရှိတော့တဲ့အတိတ်တစ်ခုအတွက်ရောတကယ်လဲဖြစ်လာမလားမသေးချာသေးတဲ့အနာဂတ်အတွက်ပါလိုက်ပေးဆက်နေရတာဟာကိုအလကားနှိမ့်ဆက်နေတာနဲ့ဘာမှမထူးတော့ပါဘူးဒါဆိုရင်အဲ့ဒီလိုမလိုအပ်တဲ့အတွေးတွေဝင်လာတဲ့အခါဘလို့ရက်တန့်ရမလဲပထမဆုံးလုပ်ရမှာကလက်ခံခြင်းပါပဲငါအုံနောက်ကအခုအလုပ်တွေရှုပ်နေပြန်ပြီလို့သတိထားမိလိုက်တာနဲ့တဝက်ပြီးသွားပါပြီအတွေးနဲ့ကိုခွဲခြားလိုက်ပါအတွေးဆိုတာခဏတာဖြတ်ပြေးသွားတဲ့တိမ်တိုက်တွေလိုပါပဲတိမ်တိုက်ကိုဖမ်းဆွဲလို့မရသလိုဝင်လာတဲ့အတွေးတွေကိုလည်းအတင်းတားဆီးလို့မရပါဘူးရေပေါ်မှာမျောပါသွားတဲ့တစ်ရွက်ကြွေလေးကိုကြည့်နေသလိုမျိုးအဲ့ဒီလိုအတွေးတွေဝင်လာတာပဲလို့တိတ်တဆိတ်ထိုင်ကြည့်နေလိုက်ပါဒုတိယအချက်ကတော့လက်ရှိအချိန်စီပြန်လာခြင်းပါအလကားတွေးနေမိပြီဆိုတာနဲ့ကိုလက်ရှိကင်ထားတဲ့အရာရှူနေတဲ့လေဒါမှမဟုတ်လှုပ်လက်ဆအလုပ်စီကိုအာယုံကိုချက်ချင်းပြန်ပို့လိုက်ပါအတွေးဆိုတာအတိတ်နဲ့အနာဂတ်မှာပဲလွင့်ပြန်နေတတ်တာပါလက်ရှိအချိန်ကဘေးအကင်းဆုံးငြိမ်းချမ်းဆုံးနေရာပါပဲဒါကြောင့်နောက်တစ်ခါအလကားအကြောင်းတွေဝင်လာပြီးအုံနောက်ကိုချဲလေတော့မယ်ဆိုရင်ကိုသတိပေးလိုက်ပါမင်းဒီနေ့အတွက်ပူစရာရှိတာတွေပူပြီးပြီကျန်တာတွေကမင်းထိန်းချုပ်လို့မရတော့တဲ့အရာတွေပါစိတ်ကိုငြိမ်ထားပါဘဝဆိုတာတစ်ခါတလေကြာရင်အရာရာကိုလိုက်ဖြည့်ရှင်းနေဖို့မဟုတ်ပဲလွှတ်ချလိုက်ဖို့လိုအပ်တာထက်ပိုလို့တောင်အတိတ်ပဲရှိနေတယ်လို့ပါပဲ